တကယ်လို့တယောက်ယောက်ကဒီလောကကြီးမှာအရာရာကိုထိန်းချုပ်ထားတဲ့အမှန်တရားဆိုတာမရှိဘူးလို့သက်သေပြလိုက်ရင်ဘာဖြစ်မလဲကျွန်တော်တို့ကိုကြည့်တရားတွေကအရေးပါနေအောင်မလားဒါမှမဟုတ်အရာရာအခွင့်ပြုချက်ရပြီးသားဖြစ်သွားပြီးစီးမဲ့ကမ်းမဲ့တွေဖြစ်ကုန်လားဒါဟာလူသားတွေရဲ့တည်ရှိမှုပေါ်မေခွန်းထုတ်ထားတဲ့အအနေရှိဆုံးတွေးခေါ်တစ်ခုပါဒီကနေ့ခေတ်နက်ခေတ္တဝါဒနာဟယ်လဆန်အကြောင်းမငင်းခုန်ကြခင်ကတည်းကရုရှားစာရေးဆရာကြီးဒေါစတိုယက်စကီကဒီယူဆကိုပုံမြင်တစ်ပုံနဲ့ချပြခဲ့ပူပါတယ်The Brothers Karamazov ဆိုတဲ့ဝတ္ထုထဲမှာသူဟာညီကို၃ယောက်ကိုဖန်တီးခဲ့ပြီးအဲ့ဒီ၃ယောက်စလုံးကဘဝကိုရင်ဆိုင်ပုံမတူညီတဲ့လမ်းစဉ်၃မျိုးကိုကိုစားပြုနေပါတယ် Dimitri သူကတော့ passion ကိုကိုစားပြုပါတယ်သူဟာခံစားချက်ပြင်းထန်တယ်စိတ်လက်မှန်ပါလုပ်တတ်တယ်ပြီးတော့လိုအင်ဆန္ဒနဲ့အပြစ်ရှိစိတ်ကြားမှာအမြဲတမ်းပြားများနေတတ်သူပါ Ivan သူကတော့အကျိုးအကြောင်းနဲ့ယုတ်တိ reason နဲ့ logic ကိုကိုစားပြုပါတယ်သူဟာအရာရာကိုတန်တရားရှိတတ်သူပါအထက်တန်းကျတဲ့အမှန်တရားဆိုတာကြီးသာမရှိဘူးဆိုရင်ကိုကျင့်တရားဆိုတာလူတွေအချင်းချင်းလှည့်စားထားတဲ့လှည့်ကတတ်ဖြစ်မနေဘူးလားဆိုတာကို Ivan ကမေးခွန်းထုတ်ခဲ့ပါတယ်။ Alasha သူကတော့ယုံကြည်ခြင်းနဲ့ငြိမ်းချမ်းမှု faith and inner peace ကိုကိုးစားပြုပါတယ်။လောကကြီးရဲ့ရက်စက်မှုတွေကြားမှာရှင်သန်မှုဆိုရင်မေတ္တာနဲ့ဂရုဏာတရားကပဲတခုတည်းသောနည်းလမ်းလို့သူကယုံကြည်ထားသူပါ။ဒီညီကို၃ယောက်ကိုစိုးရတဲ့အခြေအနေတစ်ခုကချိတ်ဆက်ပေးထားပါတယ်။အဲ့ဒါကတော့သူတို့ရဲ့ဖခင်ပါ။အတ္တကြီးပြီးဖောက်ပြန်တတ်တဲ့ Friedrich Karamazov ဆိုတဲ့လူကိုပတ်ဝန်းကျင်ကလူတိုင်းကယွန်းရှာကြပါတယ်။ပြီးတော့တညမှာသူသက်ခံလိုက်ရပါတယ်။တစ်မျိုးလုံးက Dimitri ကိုပဲလက်ညှိုးထိုးကြပေမဲ့ဇလန်းကပုံနဲ့နေလာလေကြောက်စရာကောင်းတဲ့အမှန်တရားကပိုပေါ်လာလေပါပဲ။ဘာလို့လဲဆိုတော့ Dostoevsky ကဘသူသက်တာလဲဆိုတာကိုမေးနေတာမဟုတ်လို့ပါ။သူကပိုပြီးမှောင်မိုက်တဲ့အရာကိုမေးနေတာပါ။တကယ်လို့တန်တရားတွေနာကျင်မှုတွေနဲ့မုန်းတီးမှုတွေဟာလူသားတွေရဲ့စိတ်ထဲမှာရှိနေမယ်ဆိုရင်အဖြစ်ကျူးလွန်တဲ့သူတယောက်တည်းမှာပဲတာဝန်ရှိတာလားဒါမှမဟုတ်မှားရင်းတဲ့အတွေးခေါ်တွေကပဲလူကိုလူသက်သမားဖြစ်အောင်တွန်းပို့လိုက်တာလားဆိုတဲ့မေးခွန်းပါပဲကာရာမာဆော့ဖ်ညီကိုတွေကတဆင့်ဒေါစတိုယက်စကီဟာလူသားတွေရဲ့အနက်ရှိုင်းဆုံးပရိပက္ခတွေကိုရှာဖွေခဲ့ပါတယ်ယုံကြည်ခြင်းအကျိုးအကြောင်းနဲ့ဘာမှအရေးမကြီးတော့ဘူးလို့ယုံကြည်လိုက်တဲ့အခါထွက်ပေါ်လာတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့လွတ်လပ်မှုအဲဒါကြောင့် The Brothers Karamazov ဟာဝိထုတစ်ပုဒ်သက်မဟုတ်ပါဘူးဒါဟာကိုကျင့်တရားတမိုးထားမှုလူသားတွေရဲ့စိတ်ဝိညာဉ်အကြောင်းကိုအပြင်းထန်စစ်ခင်ထားတဲ့အတွေးခေါ်တိုက်ပွဲတစ်ခုပဲဖြစ်ပါတယ်